match လ22ရက်နေ့မှာ April လ21ရက်နေ့တွင်ပေါ့နော်စနေသားသမီးလေးတွေအတွက်ဒါတော့ဟောကင်းလေးဒါဖြစ်ပါတယ်စနေသားသမီးကန်ကောင်းကြပါသည်စနေသားသမီးတွေခီးသွားရင်ရှိတယ်ဒါပေမဲ့ခီးနဲ့ပတ်သက်ပြီးတော့စိတ်ပူပန်ရတာတွေရှိတယ်အလင်းမြန်သွားချင်တာတွေရှိတယ်အလင်းမြန်သွားချင်တဲ့လူတွေအတွက်နည်းနည်းလေးကြံ့ကြာတတ်တယ်အဲကြောင့်ခီးကိစ္စတွေနဲ့ပတ်သက်ပြီးတော့ကြံ့ကြာတတ်တယ်ကိုဖြစ်ချင်တဲ့ဆန္ဒကမပြီးမြောက်တာမျိုးတွေလည်းဖြစ်လိမ့်မယ်ဒါကြောင့်စနေသားသမီးတွေအတွင်းနဲ့စိတ်မလောဖို့နော်စိတ်မလောဖို့တော့လိုတယ်နောက်တစ်ခုကကိုယုံကြည်ချက်ခိုင်မာဖို့လိုတယ်စနေသားသမီးလေးတွေအတွက်ဒီကာလမှာဒါငွေကြေးနဲ့ဆိုလို့ရှိရင်စိတ်ပူပန်ရတာတွေစိတ်အနှောက်အယှက်ဖြစ်စရာကိစ္စတွေကြုံတွေ့ရပါလိမ့်မယ်စီးပွားရေးနဲ့ပတ်သက်ပြီးတော့မိမိလက်ရှိလုပ်နေတဲ့အလုပ်ကနေပြီးတော့ကူးပြောင်းရတာမျိုးတွေဖြစ်လိမ့်မယ်အလုပ်ကနေထွက်ရတာအလုပ်ကနေထွက်တာမျိုးတွေဖြစ်ပြီးတော့နောက်ထွက်ရပြီးတော့တခြားအလုပ်တစ်ခုကိုကူးပြောင်းတာပေါ့နော်အလုပ်တစ်ခုကိုကူးပြောင်းတာမျိုးတွေဖြစ်ပေါ်ရလိမ့်မယ်ဒါပေမဲ့စိတ်ပူစရာမရှိပါဘူးเนาะအစပိုင်းခက်ခဲပြီးတော့နောက်ပိုင်းအဆင်ပြေသွားပါလိမ့်မယ်ပညာရေးနဲ့ပတ်သက်ပြီးတော့အားတုံခွန်ဆိုင်လိုက်နေဆိုလို့ရှိရင်ဒါပညာရေးနဲ့ပတ်သက်ပြီးတော့တကယ်ကောင်းတဲ့ကာလဖြစ်ပါတယ် sorry တကယ်ကောင်းတဲ့ကာလဖြစ်ပါတယ်အဲ့တော့ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့တင်မားတွေအောင်တာတင်မားတွေနာတာเนาะတင်မားတွေနာတာဒီခါးပိုင်းတွေပေါ့နော်ခါးပိုင်းတွေနဲ့ခါးတွေနဲ့ပတ်သက်ပြီးတော့တတိထားမဲ့ကာလဖြစ်တယ်ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့ခါးတွေကိုပို့ပြီးတော့တတိထားပေးပါစီးပွားရေးနဲ့ပတ်သက်ပြီးတော့ဒါအတစ်ကူးပြောင်းတာမျိုးတွေကြရင်နည်းနည်းလေးခက်ခဲပါလိမ့်မယ်စီးပွားရေးအတစ်လောက်တာမျိုးတွေပါတယ်ဆိုလို့ရှိရင်ခက်ခဲတာတွေကြုံရလိမ့်မယ်စိတ်ဓာတ်မကြပါနဲ့ကိုလုပ်နေတဲ့အလုပ်တစ်ခုပေါ်ယုံကြည်ကြီးနဲ့ဆက်လုပ်ပါအဲ့ဒီလုပ်ကအောင်မြင်ပါလိမ့်မယ်ခက်ခဲတယ်ဆိုတာလည်းအစပိုင်းပဲခက်ခဲတာပါနောက်ပိုင်းမှာအဆင်ပြေသွားပါလိမ့်မယ်အဲ့တော့ရှောင်ရမယ့်အရာကတော့အဝါရောင်ရှောင်ပေးပါနော်အဝါရောင်ရှောင်ပေးပါအနီရောင်ဆောင်ရမှာဖြစ်တယ်အဝါရောင်ရှောင်ပြီးတော့အနီရောင်ဆောင်ပေးပါဒီကာလအတွင်းမှာရေရာအနေနဲ့ဘာလုပ်ရမလဲဆိုလို့ရှိရင်နော်ခီးသွားတဲ့သူတွေပေါ့နော်ခီးသွားတဲ့သူတွေကိုဒါကိုတတ်နိုင်တဲ့ငွေကြေးပေါ့ငွေကြေးကူညီတာမျိုးတွေလုပ်ပါနော်ဒါမှမဟုတ်ဘူးဆိုလို့ရှိရင်ကိုယ့်ထက်ကြီးတဲ့သူတွေပေါ့နော်ကြီးတဲ့သူတွေကိုငွေကြေးတတ်နိုင်သလောက်ပေါ့နော်ကြော့တာမျိုးတွေလုပ်ပေးပါအဲ့တော့စနေသားသမီးတွေအတွက်အထူးသတိထားမှာတော့ဒီခါးပိုင်းပေါ့နော်ကျမ်းမိုင်နဲ့ပတ်သက်ပြီးတော့ခါးတွေတင်မားတွေပေါင်းတွေဓာတ်တွေကိုထူးသတိထားမှာပေါ့နော်ဒီကာလမှာဘာဖြစ်နေလဲဆိုလို့ရှိရင်ဒီသားသမီးတွေကကိုအတင်းရုန်းကန်နေရတာပေါ့နော်ဘဝကိုအတင်းရုန်းကန်နေရတာမျိုးတွေကြိုးစားနေရတာမျိုးတွေဖြစ်နေနော်ဒါကြောင့်ဒီကာလအတွင်းမှာဒီသားသမီးတွေအတွက်ရှောင်ရန်လေးတွေကိုပြုလုပ်သွားပေးပါဒါဆိုလို့ရှိရင်အစိုးတွေပျောက်ပြီးတော့ကောင်းနေရောက်လာပါလိမ့်မယ်ဟုတ်ကဲ့ကျွန်တော်နောက်ရက်တွေမှာတပတ်စာပေါ့နော်9ရက်သားသမီးတွေအတွက်တားတော့ဟောကင်းလေးတွေကိုတည်တည်ချာချာဟောပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုလေးတွေကိုစောင့်ကြည့်ပေးပါလို့ကျွန်တော်ပြောချင်ပါတယ်အားလုံးပဲကျေးဇူးတင်ပါတယ်